こんにちは。はい、させるうちに、တင်ကြမယ်ဆိုတော့9မိနစ်တွေလတွေရက်တွေရဲ့ရည်တွက်နည်းကိုတင်ကြမယ်။ဟဲ့အရှိမတင်ခဲ့တဲ့ဟာတွေကဒီတိုင်းနေ့စဉ်သုံးတဲ့အရာဝတ္ထုတွေခေါ်တဲ့အခါမှာသုံးတဲ့အခါမျိုးမှာသုံးတဲ့ကောင်ပေါ့နော်။ဟဲ့ဒီမှာဆိုရင်နိုင်ရည်ကြမယ်။ရည်ကြမယ်ဆိုလို့ရှိရင်နိုင်ဆိုတာကိုကြည့်လို့ခေါ်တယ်။နိုင်ဆိုတာကြည့်။ဟဲ့အဲ့တော့တနိုင်ဆိုရင်အကြည့်ကြည့်နှစ်နိုင်ဆိုရင်နီကြည့်စမ်းကြည့်ရော့ကြည့်ကော့ကြည့်ရောခုကြည့်နာနာကြည့်ကိုတမျိုးဘယ်လိုခေါ်လို့ရတယ်လဲရှိချီကြည့်ဟာချီကြည့်ခုကြည့်ဂျူးကြည့်ဂျူးကြည့်ကြည့်စနနိုင်ဆိုရင်ဂျူးနီကြည့်ရရနော်အချီကြည့်နီကြည့်စမ်းကြည့်ရော့ကြည့်ကော့ကြည့်ရောခုကြည့်နာနာကြည့်ဟာချီကြည့်ခုကြည့်ဂျူးကြည့်ဂျူးနီကြည့်အဲ့တော့ဘယ်နိုင်လဲဆိုရင်နာနဲ့ပြန်တွဲတယ်နန်းကြည့်ရရနော်ဟဲ့နောက်တစ်ခုကမိနစ်မှာဆိုလို့ရှိရင်ပုံဖုန်းဟဲ့ဒီမှာဆိုလို့ရှိရင်ဖူကိုအပေါင်းနေမှာတို့တင်လိုက်တော့ဖူတန်တယ်နော်အစ်ပုံနီပုံစမ်ပုံယုံပုံကော့ဖုန်းရပ်ပုံနနဖုန်းဟပ်ပုံကျူဖုန်းဂျုပ်ပုံ30မိနစ်ဆိုရင်စမ်းဂျုပ်ပုံလို့လည်းခေါ်လို့ရတယ်လို့ဟန်တဝက်လို့လည်းခေါ်လို့ရတယ်30မိနစ်ဆိုတာက60မိနစ်ရဲ့တဝက်ဖြစ်တဲ့အတွက်ဟန်နဲ့လည်းသွားတယ်နော်အဲ့ပြီးတော့နန်းပုံဆိုရင်ဘယ်နှမိနစ်ပြောမယ်နော်မိနစ်တွေကြီးတဲ့အခါမျိုးမှာအပုံနီပုံစမ်ပုံယုံပုံကော့ပုံရော့ပုံနနာပုံဟပ်ပုံကျူပုံဂျုပ်ပုံစမ်းဂျုပ်ပုံဟန်လို့လည်းခေါ်တယ်ပြီးတော့မေးမယ်ဆိုရင်ဘယ်နှမိနစ်လဲဆိုရင်နန်းပုံရရနော်ဟဲ့နိုင်ဆိုရင်ဘယ်လိုခေါ်လဲကြည့်မိနစ်ဆိုရင်ဖုန်းပုံရရနော်ဟဲ့နောက်တစ်ခုလတွေရေးသွားမယ်စသဖြင့်ဇန်နဝါရီဖေဖော်ဝါရီမတ်ဧပြီမေလတလပိုင်း2လပိုင်း3လပိုင်းအဲ့လိုရှိတဲ့ဟာကိုကြာတော့စသဖြင့်လို့ခေါ်တယ်အချီကဆနီကဆစန်ကဆရှီကဆကောကဆရကုကဆရှီချီကဆဟာချီကဆခုကဆဂျူကဆဂျူချီကဆဂျူနီကဆ12လပိုင်းတိရှိရမလားဟဲ့အဲ့တော့ဆိုတော့လဆိုတာကဂါဆလို့ခေါ်တယ်ဒါစအဲ့တော့မှရှန်နေအချီနီဆန်ယောဒီမှာရှိနေတွေ့တယ်ကောရခုနာနာဟာရှိနေတွေ့ရနော်ဟာချီခုကျူနဲ့မတွေ့ဘူးခုနဲ့တွေ့တယ်ဂျူချီဂျူနီအဲ့တော့အနောက်ကနေဂါဆလေးထည့်လိုက်အောင်မယ်အချီဂါဆနီဂါဆဆန်ဂါဆရှီဂါဆကောကာဆရကုကာဆရှိချီကာဆနာဟာချီကာဆခုကာဆဂျူကာဆဂျူချီကာဆဂျူနီကာဆအဲ့တော့လာဆိုရင်ဘယ်လိုပြောလဲကာဆလိုက်တော့နေမိနစ်ဆိုရင်ပုံနိုင်ဆိုရင်ကြည့်တော့ဘူးရရင်နော်ဟဲ့အောက်ကနာနေ့ရက်တွေရှိရအောင်ဆိုတော့နေ့ရက်တွေရှိမှဆိုလို့ရှိရင်1ရက်နေ့2ရက်နေ့3ရက်နေ့4ရက်နေ့အဲ့လိုရှိမှဆိုရင်စေတတိဖစခမေခယောခဣစခမွိခနာနုခယောခခုနုခဒုခ10ရက်ထိရင်သွားမယ်နော်ဟဲ့10ရက်စင်းကမတူဘူးနော်အချီနဲ့လည်းသွားတာမဟုတ်ဘူးအဲ့တော့10ခုစလုံးကိုကြက်အဲ့တော့စေတတိဖစခမေခယောခဣစခမွိခနာနုခယောခခုနုခဒုခရတယ်နော်ဟဲ့အဲ့ဒါက1ရက်နေ့ကနေ10ရက်နေ့အထိပေါ့နော်အဲ့ဒါပြီးတော့17ရက်နေ့ဆိုရင်တော့ဆက်စလို့ပုံမှန်အတိုင်းပဲဂျူချီနီချီဂျူနီနီချီဂျူဆန်နီချီဒီမှာကျတော့ဂျူယောခနဲ့သွားတယ်4တိုင်းကယောခနဲ့ပဲသွားတယ်ဒီမှာတော့4ရက်နေ့ကယောခ14ရက်နေ့ကဂျူယောခ24ရက်နေ့ဆိုရင်လည်းနီဂျူယောခနဲ့သွားတာဟုတ်တယ်နော်အဲ့တော့အဲ့ဒါလေးတစ်ခုကတော့ချွင်းချက်ရှိရဲအဲ့တော့20ရက်နေ့ဆိုရင်နီဂျူနီချီဟာစခနဲ့လည်းတုံးဟာစခရအောင်နော်ဟဲ့တင်ပြောမယ်စေတတိဖစခမေခယောခဣစခမွေခနာနုခယောခဖကုနုခဒုခဒီကနေ30ထိဂျူချီနီချီအမနီချီနဲ့တော့ပြောဂျူဆိုတာ30အချီဆိုတာ17ရက်နီချီဆိုတာနေ့ကိုပြောတာဂျူချီနီချီ17ရက်နေ့ဂျူနီနီချီ12ရက်နေ့ဂျူဆန်နီချီ13ရက်နေ့14ရက်နေ့ကျတော့ဂျူယောခ14ရက်နေ့ဂျူကောနီချီဂျူရကိုနီချီဂျူဟာချီနီချီဂျူရှိချီနီချီဂျူဟာချီနီချီဂျူခုနီချီပြီးတော့20ရက်နေ့မှာဟာစခ
Hasuka Yarino, Niju Ichi Nichi, Niju Minichi, Niju Sanichi, Niju Yoka, Niju Konichi, Niju Rokunichi, Niju Chichinichi, Niju Hachinichi, Niju Kunichi, Sanju Nichi. Yarino, also. Alors, that, Yapon, don't say, no, the Lama Chi, Yapon, don't say, Gia, come on to Chi. Jala. အဲ့တော့ပြန်ပြောမယ်နိုင်ဆိုရင်ကြီးလို့ခေါ်တယ်မိနစ်ဆိုရင်ပုံနဲ့သွားတယ်လတွေကခါစနဲ့သွားတယ်နေ့ရက်30ကတော့ဒီလိုပဲပေါ့ဒီပုံစံနဲ့သွားတယ်အများကြီးပဲဆိုတော့ပြန်ဆိုပြရအောင်နော်အနေကြောင့်လေးနည်းနည်းနိုင်တယ်ဟဲ့ဒီမှာဆိုရင်ဥပမာအနေနဲ့အီမနန်ကြီး test ကတဲ့အခုဘယ်နှစ်နာရီထိုးပြီလဲတဲ့နေ့ကြီး confidence 2နာရီ5မိနစ်ဖြစ်ပါပြီဒါစဉ်းစားပြီးပါပြောတတ်သွားပြီလေနိုင်ရီကြည့်တတ်သွားပြီနိုင်ရီပြောတတ်သွားပြီအီမနန်ကြီး test ကအခုဘယ်နှစ်နာရီလဲအီမဆိုရယခုပြောတာနန်ကြီးဆိုရဘယ်နှစ်နာရီ test ကနဲ့ပေါင်းလိုက်တော့ဘယ်နှစ်နာရီလဲနေ့ကြီး confidence 2နာရီ5မိနစ်ဖြစ်ပါတယ်အောက်ကနေ့ပါမှာအနာတနာတန်းကြောပြီးว่า is it test ကတဲ့မင်းရဲ့မွေးနေ့ကဘယ်တော့လဲတဲ့မင်းရဲ့မွေးနေ့ကဘယ်တော့လဲဆိုတော့20ရက်10လ2001ဖြစ်တယ်လို့ပြောမယ်ဆိုတော့ဟာစခါဂျူကဆာနီဆန်အီတီနဆိုတော့နားလဲတာရှိရစံကိုထောင်တင်ခဲ့တယ်လေထောင်ဆိုတာဆန်အဲ့တော့2000ဆိုတော့နီဆန်2001ဆိုတော့နီဆန်အီတီနန်အဲ့တော့ဟာစခါဂျူကဆာနီဆန်အီတီနန်ဒန်20ရက်10လ2001ဖြစ်ပါတယ်ရလားဟဲ့ကြားရနော်မနိုင်ကြချိန်ပေါ့အရှိမဆက်စပ်တင်ခဲ့တာနိုင်ဒီမိနစ်တွေရဲ့ဘယ်နှနိုင်ဘယ်နှမိနစ်ဘယ်နှနိုင်ဘယ်နှမိနစ်အဲ့လိုလေးတင်ခဲ့တာအခုကဘယ်နှနိုင်ကြာတယ်ဘယ်နှမိနစ်ကြာတယ်ဘယ်နှရက်ကြာတယ်ဘယ်နှလကြာတယ်ဘယ်နှပတ်ကြာတယ်အဲ့လိုမျိုးသွားတဲ့အခါမျိုးမှာသုံးတဲ့ကောင်သိမယ်ဟဲ့အဲ့လိုဆက်စပ်လို့နိုင်တော့ကတော့ကြည့်ပဲကြာချိန်ဖြစ်သွားရင်တော့ကနေခံလေးနဲ့ပေါင်းလိုက်တော့ကြီးခံဆိုတာကြာချိန်ကိုပြောတာနိုင်ကြာချိန်အကြီးခံဆိုရင်တနာရီကြာနီးကြီးခံ2နာရီကြာစမ်းကြီးခံ3နာရီကြာအဲ့တော့ဘယ်လိုသုံးမှာလဲဆိုတော့အရှိတော့ကကြီးရတော့အခုဘယ်နာရီထိုးလဲဘယ်နာရီနဲ့ဘယ်မိနစ်ဒီနဲ့ဟိုနဲ့ဘယ်လောက်ကြာလဲ2နာရီလောက်ကြာတယ်အဲ့လိုမျိုးပြောတဲ့နာရီကြာမတူဘူးနော်ဟဲ့ဒီမှာဆိုရင်နောက်ကခံထဲလိုက်အောင်ပါပဲနော်အကြီးနီးကြီးစမ်းကြီးရောကြီးကောကြီးအဲ့ရအောင်မှနောက်ကနေခံထဲလိုက်ကြာချိန်ဖြစ်ပါမယ်အကြီးခံနီးကြီးခံစမ်းကြီးခံရောကြီးခံကောကြီးခံရောခုကြီးခံနာနာကြီးခံဟာကြီးခံပူကြီးခံဂျူကြီးခံဘယ်နာရီကြာလဲဆိုရင်နန်းကြီးခံဘယ်နာရီကြာရှာလားဟဲ့နောက်တစ်ခုကမိနစ်ကြာချိန်နဲ့ပေါ်ကမိနစ်နဲ့အတူတူပဲသူမှဒီကြီးလိုမျိုးခံနေပါလေတွေ့ကြမလို့အပေါ်နေပေါ်စမ်းပေါ်မျိုးပေါ်ကောပေါ်ရောပေါ်နနာပေါ်အပေါ်ကျူပေါ်ကျူပေါ်နမ်ပေါ်ဒါနဲ့ပဲသွားတာနော်အဲ့တော့မိနစ်ကတော့အရှိရကောင်ရရင်ဒီကောင်လေးရမယ်နိုင်လည်းအရှိရကောင်ရရင်မရဘူးလားဆိုမဟုတ်ဘူးနော်အနောက်ကနေခံထဲလိုက်ရင်နိုင်လည်းရအခုဟဲ့နောက်တစ်ခုကရက်ကြာချိန်မှာဆက်စလို့1ရက်ကြာတယ်2ရက်ကြာတယ်3ရက်ကြာတယ်အဲ့လိုမျိုးပြောချင်တဲ့အခါမှာဒါနဲ့ပြောတယ်1日2日ဘုံတော့စိတ်တချ2日မေခယောဂဣစကမွေကနာနခယောဂကုကုနခတောခအဲ့ဒီ30ထိပဲနောက်ဒါပေမဲ့ဒီမှာကျတော့တစ်မှာပွဲတယ်နော်အပေါ်စိတ်တချက1ရက်နေမပြောတာဒီရက်1日ဆိုတာ1ရက်ကြာဟုတ်တယ်ရဲဖုစကဆိုရဲ2ရက်ကြာပြောချင်ဒါပေမဲ့နှစ်ခုစလုံးကအတုံးလုံးကတူတဲ့အတွက်ကိုကဆောင်းချောင်းတစ်စောင်းကိုဖတ်လိုက်တဲ့အခါမှာဒီကောင်ကကြာချိန်ပြောချင်တာလားဘယ်နှစ်ရက်နေ့ဘယ်နှစ်နာရီဘယ်နှစ်ရက်နေ့ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုပြောချင်တာလားဆိုတာတော့ဆောင်းချောင်းလေးကိုဘာသာပြန်ရင်းနဲ့မှခွဲလို့ရမယ်နောက်က2 3 4 5 6 9 10 10ကအဲ့တော့ပထမဆုံးတစ်ကတော့အချင်းချင်းဆိုတာ1ရက်ကြာကိုပြောတာစိတ်တက်ကြည့်ဆိုတာတော့1လပိုင်း1ရက်နေ့အဲ့လိုပုံစံမျိုး2လပိုင်း1ရက်နေ့ဆိုတာအဲ့လို1ရက်နေ့ကိုပြောချင်တာအဲ့တော့ဒီမှာဆိုရင်1日1ရက်ကြာဖုစက2ရက်ကြာမေခ3ရက်ကြာယောခ4ရက်ကြာဣစက5ရက်ကြာမူခ6ရက်ကြာနာနုခ9ရက်ကြာယောခ10ရက်ကြာကုကုနုခ9ရက်ကြာတောခ10ရက်ကြာနန်းနိချိဆိုရင်ဘယ်နှစ်ရက်ကြာတယ်နော်ဟိုင်းအဲ့တိုင်းပဲစစလို့အပတ်ကိုစစလို့ဘယ်လိုခေါ်လဲဆိုရင်ရှူးလို့ခေါ်တယ်ရှူးဆိုတာအပတ်ကိုပြောတာရှူးဆိုတာကအပတ်ဒီလာတက်တပတ်ဒီအဲ့လိုမှာပြောရင်ရှူလို့ပြောတယ်အဲ့ဒါမှကြာချိန်နဲ့ပြောတဲ့အခါမှာခံလေးထည့်ပြီးတော့ရှူခံဆိုတာကပတ်ကြာချိန်ကိုပြောတာအရှူခံတစ်ပတ်ကြာနှိရှူခံနှစ်ပတ်ကြာဆန်းရှူခံသုံးပတ်ကြာယွန်းရှူခံ၄ပတ်ကြာကောရှူခံ၅ပတ်ကြာရော့ခုရှူခံ၆ပတ်ကြာနနရှူခံ9ပတ်ကြာဟက်ရှူခံ10ရက်ကြာကျူရှူခံ9ရက်ကြာနဲ့
ကျိုးရှုခံ10ရက်ကြာနားလည်လားအပတ်ကြာချိန်ဆိုလို့ရှိရင်အရှုခံနေရှုခံဆက်ရှုခံရရှုခံကောရှုခံရောခွရှုခံနာရှုခံဟတ်ရှုခံကျူရှုခံကျူရှုခံနန်ရှုခံရလားရှုခံဆိုတာကအပတ်ကြာချိန်ကိုပြောတာရှုဆိုတာကအပတ်ကိုပြောတာခံဆိုတာကကြာချိန်အပေါ်ကကြည့်ခံနဲ့တူတူပဲเนาะရှုခံဆိုတာကအပတ်ကြာချိန်ကိုပြောတာはい、今1、2、3、4、5、6、7、8、9、10လေးနဲ့ထည့်ရမယ်။ဒီမှာလည်းချွတ်ချက်တွေတင်ပါရအတွက်အရောက်ချင်းပေးထားအောင်။နောက်တစ်ခုက guess ဆိုတာကလ guess ဆိုတာလအတူတူပဲနော်။အဲ့ဒါကိုမှဆက်စစ်ကြာချိန်လကြာချိန်ပြောချင်တယ်ဘယ်နှလားကြာတယ်။ဒီကနေပို့ပစ္စည်းပို့ဘယ်နှလားကြာတယ်အဲ့လိုမျိုးပြောချင်တဲ့အခါမျိုးမှာကြာချိန်အဲ့လိုကြာတဲ့ကြာချိန်ကိုခခဲ့ဆိုနဲ့သွားတယ်။အခခဲ့ဆိုရင်တစ်လားကြာတယ်၊နေခခဲ့ဆိုနှစ်လားကြာတယ်၊စံခခဲ့ဆို3လကြာတယ်ခခဲ့ဆိုတာကကြာချိန်ကိုပြောတာဘာကြီးကြာချိန်လဲလကြာချိန်ကိုပြောတာခဲဆိုတာလဖြစ်တဲ့အတွက်ခခဲ့ဆိုလကြာချိန်တစ်လကြာအခခဲ့ဆိုနှစ်လကြာနေခခဲ့ဆိုအဲ့လိုမျိုးသွားတယ်ဟဲ့ပြီးတော့ဘယ်နှလကြာလဲလို့မြင်ချင်ရင်နန်းခခဲ့ဆိုနှစ်လကြာရရင်နော်နောက်တစ်ခုကနှစ်ကြာချိန်ရက်တွေပတ်တွေလာတွေပြီးတော့နှစ်လာမှာပေါ့နှစ်လာမယ်ဆိုသူကတော့နန်းနဲ့ပဲသွားနန်းဆိုတာနှစ်ကိုပြောတာအချီနန်းတစ်နှစ်နီနန်းနှစ်နှစ်စန်းနန်းသုံးနှစ်ယောနန်းလေးနှစ်ခေါနန်း5နှစ်ရောထုနန်း6နှစ်နန္ဒနန်း9နှစ်ဟချီနန်း10နှစ်ကျူနန်း9နှစ်ဂျူးနန်း10နှစ်နန်းနန်းဆိုရင်ဘယ်နှစ်နှစ်လဲရရနော်အဲဆိုရင်ဒါကကြာချိန်လေးကိုပြောတဲ့ကောင်လေးရက်ဒီထဲမှာဆိုရင်မိနစ်ကြာချိန်ရက်ကြာချိန်နာရီကြာချိန်အပတ်ကြာချိန်လကြာချိန်နှစ်ကြာချိန်တွေပါပေါ့နော်အဲ့တော့အောက်ကဥပမာ range ယူကြည့်အောင် range မှာဆိုလို့ရှိရင်毎日တဲ့နေ့တိုင်းနဲ့日本語をဂျပန်စာကို何時間ဘယ်နှစ်နာရီကြာ勉強しますかလေ့လာတယ်2နာရီကြာလေ့လာတယ်လို့မြင်ရအဲ့တော့ဟိုက်တယ်ဟုတ်ကဲ့ပါ2時間勉強します2နာရီကြာလေ့လာပါတယ်2時間2နာရီကြာ田中さんは田中さんが日本語をジャパン語をどのぐらいဘယ်လောက်လောက်勉強しましたかလေ့လာခဲ့တာလဲသူလေ့လာဘယ်နှစ်ရှိပြီလဲဘယ်လောက်ရှိပြီလဲအဲ့လိုမေးချင်တာအဲ့တော့နိနန်ကူရာရဲ့勉強しましたနှစ်နှစ်လောက်လေ့လာခဲ့တာသူလေ့လာတာနှစ်နှစ်လောက်ရှိပြီအဲ့လိုပြောချက်နော်ဟဲ့ရလားဒါကတော့ကြာချိန်နေနဲ့ပတ်သက်တဲ့ဗီဒီယိုပေါ့နော်ဟဲ့ဒါတော့နောက်ဗီဒီယိုမှာဆက်စလို့မင်းတို့တက်တဲ့အရာကိုသွားကြပါဘောနော်ဟဲ့ဒါဖြင့်ဒီတော့ဒီလောက်ပါပဲကျော်ကကိုလိုက်တဲ့ဝိုင်းမရှုံးမတတ်နဲ့ဘိုင်ဘိုင်